မေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်အရက်ထဲမှာတော့တဏှာရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အရက်ထဲမှာခေါ်နေတယ်အဲ့ဒါနဲ့လုံးဝမတူဘူးအဲ့ဒါနဲ့ရောထွေးသွားတတ်တယ်ဆိုလိုတာကရာဂနဲ့မေတ္တာရာဂနဲ့မေတ္တာဟာဆင်ဆင်တူတယ်ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှိရင်ဖေပါပေးခြင်းလားမေတ္တာကလည်းတတ္တဝါတွေပေါ်မှာဖေပါပေးတဲ့သဘောရှိတယ်အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာအမှန်တမ်းခရင်သွားမေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လဲလို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်လှိစားမှုလို့ခေါ်တယ်ဒါကြောင့်မို့နိတ္တိအထက်ကထာဆိုတဲ့ကျမ်းမှာလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိအဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေကျင်ကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေကျင်ဆရာတော်ကြီးဆိုတာမန္တလေးတောင်မြောက်ဘက်မှာရှိရွှေကျင်တိုက်တွေရှိတယ်အဲ့ဒီရွှေကျင်ဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်ဝိဇနာဓိပတိလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်းအဲ့ဒီဝိဇနာဓိပတိဆိုတာလှည့်စားမှုတွေကိုတရုပ်ဖော်ထားတယ်အစဆုံးဘာနဲ့တရုပ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝိဇ္ဇေတိအဲ့ဒီစကားလုံးလေးပါရာဂောမေတ္တာယဝိဇ္ဇေတိတဏှာရာဂသည်မေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏှာနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တဏှာဆိုတာကိုယ့်အကျိုးကိုဦးစားပေးတာမေတ္တာဆိုတာစွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအမှန်တမ်းကွဲပြားခြားနားမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချက်ကပူလောင်တယ်မေတ္တာချက်ကအေးမြတယ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေကဘယ်သူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာနော်ဒါကိုလူတွေမျက်စိလဲသွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မှာအောင်မလားအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချစ်တာသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြက်လို့ဖြက်စီးလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အဓိပ္ပာယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေး तू မရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချက်နဲ့မေတ္တာချက်ကအလွန်ကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သက်စဉ်းစားတယ်ဟောမေတ္တာ
ဒီရရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကားလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တတဧတာမေတ္တာမိတ္တတမိတ်ဆွေတန်ငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတန်ငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာအေးစဉ်းစားကြည့်လို့ရှိရင်လူတိုင်းမှာမိတ်ဆွေသင်္ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေခြင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီမေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲ